ဒီမတူညီတဲ့ကွဲပြားခြားနားတဲ့ဒီ body type တွေကိုပေါ့နော် fit ဖြစ်နေအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာတွေပုံမှာလဲကိုကကျွမ်းကျင်ပိုင်းနေဆိုတာသိထားဖို့လိုအပ်တယ်နံပါတ်2အချက်အနေနဲ့ technical skills တွေလို့ပြောလိုက်လို့ရှိရင် pattern making dropping sewing ပိုင်းပေါ့နော်ဒါတွေကတေချာကျွမ်းကျင်ပိုင်းနေဆိုတာသိဖို့လိုအပ်တယ် pattern making ပိုင်းမှာဆိုလို့ရှိရင် dropping ပိုင်းတွေ draft manipulation အပိုင်းတွေ pattern matching အပိုင်းတွေပေါ့နော်ဒါတွေကိုတေချာလေ့လာပြီးတော့ကျွမ်းကျင်စွာသိနေဖို့လိုအပ်ပါတယ် fit and measurement ပေါ့ fit and measurement အနေနဲ့ဆိုလို့ရှိရင်ဒီမတူညီတဲ့ကွဲပြားခြားနားတဲ့ဒီ body type တွေကိုပေါ့နော်ဘယ်လို perfectly fit ဖြစ်နေလဲ fit ဖြစ်နေအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာတွေပုံမှာလဲကိုကကျွမ်းကျင်ပိုင်းနေဆိုတာသိထားဖို့လိုအပ်တယ်နောက်တစ်ခုအနေနဲ့ CL3 software နဲ့ဆွဲတဲ့ pattern making တွေပေါ့နော်ဆိုတော့ဒါတွေအကုန်လုံးကိုလည်းကိုမြင့်ပိုင်းနေဆိုတာသိထားဖို့အတွက်လိုအပ်ပါတယ်